မင်္ဂလာပါခင်ဗျရန်ကုန်ခေတ်သစ်ကနေဒီကနေ့ညနေခင်းရရှိထားတဲ့ပြည်တွင်းသတင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျပ်ဖို့ပါတီကအကြံဖတ်မင်းအွန်လိုင်းနဲ့နန်းနီနီအေတို့ကိုဒုတိယသမ္မတတွေအဖြစ်အဆိုပြုလိုက်ပြန်တယ်လို့ပြိုင်ဘက်တွေရှိပေမဲ့ကြိုတင်အကွက်ချစီစဉ်ထားတဲ့အတိုင်းမဲအများစုကကျပ်ဖို့ပါတီကအာတာနေတယ်လို့သိရပါတယ်။အကြံဖတ်မင်းအွန်လိုင်းနဲ့ဒုတိယစစ်ကောင်းဆောင်စိုးဝင်းတို့ဟာစစ်တပ်ကောင်းဆောင်တွေအဖြစ်ကနေအနားယူသွားပြီးသူတို့နေရာမှာရဲဝင်းဦးနဲ့ကြော်စွာလင်းတို့ကတက်ချုပ်နဲ့ဒုတက်ချုပ်အသစ်တွေဖြစ်လာပါတယ်အရှိလေဘိုင်းကအီရန်စစ်ပွဲဟာတဖြည်းဖြည်းနဲ့ပုံမပြင်းထန်လာနေတဲ့အပြင်အမေရိကန်ကအီရန်ကိုကျူးကျော်ဖို့ပြင်နေတယ်ဆိုပြီးအီရန်ဘက်ကဆွဆွဲလိုက်ပြီးတဲ့နောက်မှာပဲရေနံဈေးတွေကထပ်မံထိုးတက်လာပြန်တဲ့သတင်းပါဝင်ဒီနေ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ကျပ်ဖို့ပါတီကအကြံဖတ်မင်းအွန်လိုင်းနဲ့နန်းနီနီအေတို့ကိုဒုတိယသမ္မတတွေအဖြစ်အဆိုပြုလိုက်ပြန်တယ်လို့ပြိုင်ဘက်တွေရှိပေမဲ့ကြိုတင်အကွက်ချစီစဉ်ထားတဲ့အတိုင်းမဲအများစုကကျပ်ဖို့ပါတီကသာအာတာနေတယ်လို့သိရပါတယ်။ဒါကတော့ဒီကနေ့မတ်လ30ရက်နေ့မှာပဲနေပြည်တော်မှာလှုပ်တဲ့အကြံဖတ်လွှတ်တော်အစည်းအဝေးအတွင်းကျပ်ဖို့ပါတီကအကြံဖတ်မင်းအွန်လိုင်းနဲ့နန်းနီနီအေတို့ကိုဒုတိယသမ္မတလောင်းတွေအဖြစ်အဆိုပြုလိုက်တာပါ။မဲအွန်လိုင်းကိုအဆိုပြုတင်သွင်းရတဲ့ကျပ်ဖို့ပါတီလွှတ်တော်ကိုယ်စားလှယ်ဟာတဝဲမဲဆန္ဒနယ်ကကျပ်ဖို့ကိုယ်စားလှယ်ဒေါက်တာကျော်ကျော်ထေးဆိုသူကအဆိုပြုရပြီးဒါကိုပင်လောင်းမဲဆန္ဒနယ်ရဲ့နန်းရီရီဝင်းဆိုသူကထောက်ခံတဲ့ဆိုတာတွေကိုသူတို့လှုပ်ခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီအဆိုပြုမှုကိုအပြိုင်အနေနဲ့တဆညပါတီရဲ့ကြံကင်းမဲဆန္ဒနယ်ကလွှတ်တော်ကိုယ်စားလှယ်နိုင်မင်းဦးဆိုသူကနေတောင်တွင်းကြီးမဲဆန္ဒနယ်ကဒေါက်တာကျော်ဆွေဆိုသူကိုဒုတိယသမ္မတလောင်းအဖြစ်တင်သွင်းခဲ့ပြီးဒါကိုစီတုတ်တရားမဲဆန္ဒနယ်ရဲ့လွှတ်တော်ကိုယ်စားလှယ်မိုးတင်ဆိုသူကထောက်ခံခဲ့တယ်လို့သိရပါတယ်။အဲ့လိုအကြံဖတ်လွှတ်တော်အတွင်းဒုသမ္မတရာထူးနေရာကိုအပြိုင်အဆိုပြုနေတာတွေကိုမဲခွဲဆုံးဖြတ်မှုတွေဆက်လုပ်မယ်ဆိုပြီးလုပ်နေကြပေမဲ့တကယ်တမ်းကတော့အလုံးဟာကြိုတင်အကွက်ချစီစဉ်ထားတဲ့အတိုင်းကျပ်ဖို့ပါတီကသာကိုယ်စားလှယ်အများစုရှိတဲ့အတွက်မင်းအွန်လိုင်းမဲရွေးချယ်ခံရမှာဖြစ်တယ်လို့သိရပါတယ်။အလားတူအကြံဖတ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့အစည်းအဝေးမှာလည်းဒုတိယသမ္မတလောင်းတွေအဖြစ်နန်းနီနီအေးနဲ့ဒေါက်တာမနန်ဒူဂျာတို့ကိုအမည်စင်းတင်သွင်းခဲ့ကြပြန်တယ်လို့သိရပါတယ်။ကျပ်ဖို့ပါတီဘက်ကဒေါ်နန်းနီနီအေးကိုအဆိုပြုခဲ့တာဖြစ်ပြီးတိုင်းသားကိုယ်စားလှယ်ဘက်ကဒေါက်တာမနန်ဒူဂျာကိုတင်သွင်းတာတွေလည်းသူတို့ခက်တီတီနဲ့လုပ်နေကြတယ်လို့သိရပါတယ်။ဘလို့ပဲအပြိုင်ဆိုင်တင်သွင်းတာတွေနဲ့တရုတ်ပြဟန်ဆောင်တာတွေလုပ်နေပြီမဲ့အဲ့ဒီစစ်တပ်ကြိုးကင်ထားတဲ့အကြမ်းဖက်လွှတ်တော်နှစ်ရက်စလုံးမှာနေရာအများစုဟာစစ်တပ်လက်အောက်ခံကျပ်ဖို့ပါတီသားအများဆုံးရှိတာဖြစ်တဲ့အတွက်သူတို့ပဲတင်သွင်းသူတို့ပဲမဲအပြတ်သက်နဲ့ဒုသမ္မတဆိုတာတွေကိုရွေးချယ်ကြမယ်သဘောပါပဲလို့လေ့လာသူတွေကပြောနေကြပါတယ်ခင်ဗျာတဖက်မှာတော့အကြမ်းဖက်မင်းအွန်လိုင်းနဲ့ဒုတိယစစ်ကောင်းဆောင်စိုးဝင်းတို့ဟာစစ်တပ်ကောင်းဆောင်တွေအဖြစ်ကနေအနားယူသွားပြီးသူတို့နေရာမှာရဲဝင်းဦးနဲ့ကြော်စွာလင်းတို့ကတက်ချုပ်နဲ့ဒုတက်ချုပ်အသစ်တွေဖြစ်လာတယ်လို့နေပြီးတော့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်ဒါကတော့ဒီကနေ့မတ်လ30ရက်နေ့မနက်ပိုင်းမှာပဲမြန်မာစစ်တပ်ရဲ့အမြင့်ဆုံးထိပ်ပိုင်းခေါင်းဆောင်ဖြစ်တဲ့အကြမ်းဖက်မင်းအွန်လိုင်းနဲ့ဒုစစ်ခေါင်းဆောင်စိုးဝင်းတို့ဟာစစ်တပ်ခေါင်းဆောင်တွေအဖြစ်ကနေအတီလေးအနားယူသွားပြီဆိုပါတယ်ဒါကိုနေပြီးတော့ဇေယျတီရီမှာရှိတဲ့စစ်ရုံးချုပ်မှာဒီကနေ့မနက်ပိုင်းကတင်သူတို့ရဲ့ယာတုတာဝန်တွေကိုတရားဝင်တာဝန်လွှဲပြောင်းပွဲပြုလုပ်ခဲ့ပြီးသူတို့နေရာမှာရဲဝင်းဦးကအကြမ်းဖက်စစ်တပ်ရဲ့တက်ချုပ်အသစ်ဖြစ်လာသလိုကျော်စွာလင်းကဒုတက်ချုပ်ဖြစ်လာတယ်လို့နေပြီးတော့စစ်တပ်သတင်းအရင်းမြစ်ကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်နောက်ထပ်ဒုတိယဗိုလ်ချုပ်ကြီးကိုဦးဆိုသူကမြန်မာစစ်တပ်ရဲ့ကြီးရည်လေးညှိနှိုင်းကိုကဲရည်မှုဖြစ်လာတယ်လို့လည်းသိရပါတယ်လက်ရှိမြန်မာစစ်တပ်ရဲ့တက်ချုပ်ဖြစ်လာတဲ့ရဲဝင်းဦးဟာဗိုလ်တင်တန်းအပတ်စဉ်89ကျောင်းဆင်းဖြစ်ပြီးမင်းအွန်လိုင်းရဲ့လူယုံဖြစ်ပါတယ်နောက်ထပ်ဒုတက်ချုပ်အသစ်ဖြစ်တဲ့ကျော်စွာလင်းကတော့စစ်တပ်ကတော် DSC အပတ်စဉ်35ကျောင်းဆင်းဖြစ်ပြီးကြီးရည်လေးညှိနှိုင်းကိုကဲရည်မှုကိုဦးဆိုသူကတော့စစ်တပ်ကတော် DSC အပတ်စဉ်38ကျောင်းဆင်းဖြစ်တယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့ချင်းပြည်နယ်ဖလန်းမြို့ဘက်တတိယအကြိမ်စစ်ကူရောက်လာပြန်တဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုချင်းတော်လန်ရေးတပ်တွေက15ရက်ကြာကြားဖြတ်တိုက်ခိုက်မှုအတွင်းစစ်တပ်ဘက်ကဗိုလ်မှူးကြီးဝင်းမမောင်ဆိုသူအပါအဝင်စစ်သားအယောက်60နီးပါးထိခိုက်ဒေဆုံးထားပြီးဖြစ်တယ်လို့ CDF CDMC ရဲ့အဖွဲ့ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။အဲဒီချင်းပြည်နယ်ကဖလန်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်နဲ့ချင်းတော်လန်ရေးတပ်တွေကြားတိုက်ပွဲတွေတောက်လျှောက်ပြင်းထန်နေရမှာစစ်တပ်ကစစ်ကူတွေပို့လိုက်တော်လိုင်းရင်တပ်တွေကခြေမုံလိုက်လို့အထိနာပြီးပြန်ဆုတ်သွားလိုက်နေဖြစ်နေကြတာပါအခုလည်းအဲ့ဒီဖလန်းမြို့နယ်ဘက်ကိုအကြမ်းဖက်စစ်တပ်ကမတ်လ4ရက်နေ့ကနေ19ရက်နေ့အထိ
တတိယအကြိမ်မြောက်စစ်ကူအနေနဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုထပ်မံဆေးလွတ်လိုက်ရမှာချင်းတော်လိုင်းရေးတပ်တွေကတောက်လျှောက်တိုက်ခိုက်ချေမှုန်းနေတာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲတွေဟာဒီတိမ်မြို့နယ်တိုင်းငင်းချေရွာနဲ့ဇောင်ကောင်ချေရွာအကြားတွေမှာပါဖြစ်ပွားခဲ့ပြီးလောလောဆယ်သိရှိထားချက်အရစစ်တပ်ဘက်က15ရက်ကြာတိုက်ပွဲအတွင်းမှာတည်းမိုင်းမီတဲ့သူတွေရောပြစ်ခတ်ခံရတဲ့သူတွေရောနဲ့အတုံးအယုံသိနေကြရမှာစစ်ကြောင်းတွေကဘုံကြီးဝင်းမောင်မောင်ဆိုသူအပါဝင်စစ်သားအယောက်60နီးပါးထိခိုက်သေးဆုံးထားပြီးဖြစ်တယ်လို့ CDF CDMC ရဲ့အဖွဲ့ရဲ့တာဝန်ရှိသူကရှင်းပြထားပါတယ်အဲ့ဒီတိုက်ပွဲဖြစ်စဉ်တွေတဲ့ဇောင်ကောင်ကျေးရွာကျောင်းအနီးကမိုင်းကွင်းမှာဆိုရင်စစ်တပ်ဘက်ကချင်းတော်လိုင်းရေးတပ်တွေရဲ့တိုက်ခိုက်မှုတွေကြားပိတ်မိပြီးတပ်စိတ်တစိမ့်လုံးပြုတ်ထွက်သွားတာဖြစ်တယ်လို့လည်းသူကဆက်ပြီးပြောပြထားပါတယ်အဲ့လိုတိုက်ပွဲတွေအတွင်းတေကုန်ကြတဲ့စစ်သားမသားအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုကလေးမျိုးမှာရှိတဲ့စစ်တပ်ရဲ့ဓာတ်ကဆဌာနချုပ်စီပြန်တဲသွားကြတာတွေလည်းရှိသလိုအချို့စစ်သားအလောင်းတွေကိုလည်းမတဲနိုင်တာတွေနဲ့ဖလန်းမျိုးတွေမှာတတိယအကြိမ်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းဟာလည်းအလဲလဲအကွဲကွဲတွေဖြစ်နေတယ်လို့ CDF CDMC ရဲ့အဖွဲ့ရဲ့တာဝန်ရှိသူကပြောထားပါတယ်ခင်ဗျ။တဖက်မှာတော့အကြမ်းဖက်စစ်တပ်ကပလောဝနဲ့တရချောင်းမြို့နယ်တွေမှာဂျေရွာတွေကိုဘုံကျဲတိုက်ခိုက်မှုကြောင့်အရသာပြည်သူ6ဦးသေဆုံးထားပြန်တဲ့အပြင်စာတင်ကြောင်းလည်းပျက်စီးထားတယ်လို့သိရပါတယ်။ဒါကိုတော့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောထားသလို KNU ကလည်းသတင်းထုတ်ပြန်ထားပါတယ်။ပလောဝမြို့နယ်ကဖြစ်စဉ်ကတော့မတ်လ29ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲအကြမ်းဖက်စစ်တပ်ဟာကလတန်မြစ်ဖျားမှာရှိတဲ့ကြောင်ချောင်းကျေးရွာကိုဘာတိုက်ပွဲမှမဖြစ်ပဲဂျက်ဖိုက်တာလေယာဉ်2စီးနဲ့လာရောက်ဘုံကျဲသွားတယ်ဆိုပါတယ်။အဲဒီလိုဂျက်ဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကျေးရွာတဲကရသပြည်သူ6ဦးသေဆုံးသွားတဲ့အပြင်နောက်ထပ်ကလေးငယ်2ဦးအပါအဝင်ပြည်သူ4ဦးကဒဏ်ရာတွေရထားတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်။ပတ်သက်ပြီးအဲဒီကဒေသခံပြည်သူတို့ပြောဆိုတာကတော့အဂျက်ဖက်စစ်တပ်ဟာအဲ့ဒီပလောဝဘတ်တွေမှာသူတို့စစ်ရှုံးထားတာကိုရှုံးတယ်လို့လက်မခံပဲဘာမှမဆိုင်တဲ့အရသပြည်သူတွေနေထိုင်ရာကျေးရွာတွေကိုဘာတိုက်ပွဲမှမဖြစ်တော့ပဲအရှက်သိက္ခာမရှိအကြောင်းမဲ့လေနဲ့ဘုံလိုက်ကျဲနေတာဆိုပြီးပြင်းပြင်းထန်ထန်ပြောဆိုထားတာကိုဝီလက်ပလောဝကနေသတင်းဖော်ပြထားပါတယ်အလားတူတစ်ဖက်က KNU အုပ်ချုပ်ရာနေမြေဖြစ်တဲ့ဒင်းသာရီတိုင်း106မြို့နယ်တဲကတပြူချောင်းကျေးရွာကိုလည်းမနေ့ကညနေပိုင်းကပဲအကြမ်းဖက်စစ်တပ်ဟာလေနဲ့လာရောက်ဘုံကျဲသွားမှုကြောင့်စာတင်ကြောင်းထိမှန်ပျက်စီးထားတယ်လို့ KNU ကထုတ်ပြန်ထားပါတယ်ခင်ဗျာတဖက်မှာလည်းအကြမ်းဖက်စစ်တပ်ကရာတော်မြို့နယ်မှာကမ်းပြူကျေးရွာနေရသပြည်သူတို့ကိုပစ်တက်လိုက်တဲ့အပြင်ဂျပတောင်းမြို့နယ်မှာလည်းရသပြည်သူ6ဦးကိုစစ်တပ်ကဖမ်းဆီးပြီးစိတ်ထိန်ကျေးရွာကိုပါမိရှို့ဖျက်ဆီးသွားတယ်လို့သိရပါတယ်ဒါကိုတော့ဒေသခံပြည်သူတွေကပြောထားသလိုဒေသတွင်းပကဖအဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရလည်းသိရပါတယ်စကိုင်းတိုင်းရာတော်မြို့နယ်ကဖြစ်စဉ်ဆိုရင်မတ်လ30ရက်နေ့ဖြစ်တဲ့ဒီကနေ့မနက်ပိုင်းမှာပဲမြို့ပေါ်ကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာကမ်းပြူကျေးရွာနဲ့မနောရမကျေးရွာတွေကိုစစ်ကြောင်းထိုးလာခဲ့တယ်ဆိုပါတယ်အဲ့ဒီချိန်ပြည်သူတွေကထွက်ပြေးတင်းရှောင်ကြရမှာကမ်းပြူကျေးရွာရောက်လာတဲ့အကြမ်းဖက်စစ်တပ်ဟာပြည်သူတွေကိုတနက်နဲ့လိုက်လံပစ်ခတ်ရမှာတော့ကျေးရွာနေပြည်သူတို့ကြည်ထိမှန်တိစုံသွားခဲ့တယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်ဒါအပြင်တစ်ဖက်ကမန္တလေးတိုင်းကြောက်ပတောင်းမြို့နယ်မှာလည်းမတ်လ29ရက်နေ့ဖြစ်တဲ့မနေ့ကပဲအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာစိတ်ထိန်ကျေးရွာကိုဝင်ရောက်လာပြီးထွက်ပြေးလို့မလွတ်တဲ့ပြည်သူ6ဦးကိုလက်ပြန်ကျိုးတုပ်ဖမ်းဆီးသွားကြသလိုရွာတွေကနေအိမ်တွေကိုလည်းမိရှို့ဖျက်ဆီးခဲ့ကြတယ်လို့အဲဒီဘက်မှာရှိတဲ့ဒေသခံပြည်သူတွေကပြောပါတယ်အဲဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာအနီးနားခြေရွာတွေကိုဆက်ပြီးစစ်ကြောင်းထိုးတာတွေလုပ်နေတဲ့အတွက်စိတ်ထိန်ရွာကပြည်သူတွေအပါအဝင်အနီးနားရွာတွေမှာရှိတဲ့ပြည်သူတွေပါဘေးလွတ်ရာတွေကိုတင်းရှောင်နေရတယ်လို့ဒေသခံပြည်သူတို့ကထပ်ပြီးပြောထားပါသေးတယ်အလားတူမတ်လ18ရက်နေ့ကလည်းအဲဒီကြောက်ပတောင်းမြို့နယ်အင်ပင်ကြီးခြေရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်လာတဲ့အချိန်ထွက်ပြေးလို့မလွတ်တဲ့အသက်40ကျော်အရွယ်ဒေါ်စန်းခိုင်အပါအဝင်ရတပြည်သူ9ဦးကိုစစ်တပ်ကတပ်ဖြတ်သွားပြီးရွာအပြင်မှာအလောင်းတွေကိုစွန့်ပစ်ထားခဲ့ကြတဲ့ဖြစ်စဉ်လည်းရှိခဲ့ပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့မြန်မာနိုင်ငံမှာ73စီအကြက်တဲဖြစ်နေတဲ့အချိန်မကွေးတိုင်းကပခုတ်ကူမြို့နယ်မှာ73စီအပင်ပန်းကန်တန်းစီဝယ်ယူတဲ့သူတွေကိုမယောင်းချပေးပဲမှောင်ခိုဈေးကွက်မှာသာဈေးတင်ပြီးပြန်လဲရောင်းချနေတဲ့စီဆိုင်တွေကိုပြည်သူတွေရဲ့တိုင်တန်းချက်အရရေးယူမှုတွေလှုပ်ဆောင်မယ်လို့ PDF တပ်ဖွဲ့6ဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။တစ်ဖက်မှာလည်းဒီလောက်နိုင်ငံတော်ဝန်73စီရှားပါပြက်လက်မှုနဲ့အကြက်တဲတွေကြောင့်ပြည်သူအများစုဟာစားဝတ်နေရေးဒုက္ခတွေပါရင်ဆိုင်လာနေရတဲ့အချိန်ပခုတ်ကူမြို့နယ်အတွင်းစစ်တပ်အလို့ကြအတူရောင်ပျော်ပွဲရွှင်ပွဲလှုပ်ဆောင်တဲ့သူတွေကိုပါထိထိရောက်ရေးယူသွားမယ်လို့ Equip People's Defense Force ကသတင်းထုတ်ပြန်ထားပါတယ်။လက်ရှိပခုတ်ကူမြို့နယ်အတွင်းနေစဉ်နဲ့အမျှခက်ခဲနဲ့စီတန်းစီဝယ်ယူတဲ့သူတွေကိုစီဆိုင်တွေကစီအလုံးလောက်မယောင်းချပြီးပဲမှောင်ခိုဈေးကွက်မှာပဲပြန်လဲရောင်းချနေတာတွေရှိနေတာကိုပြည်သူတချို့က PDF တပ်ဖွဲ့တွေစီတိုင်တန်းလာတဲ့အထိရှိလာနေတယ်လို့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။
အခုလက်ရှိပခုတ်ကူမြို့နယ်မှာဓာတ်ဆီ1လီတာ12000ကျပ်နဲ့ဒီဇယ်ပရီမီယံ1လီတာ13000အထိဈေးနှုန်းတွေအဆမတန်မြင့်တက်နေသလိုဒါတောင်စီကလိုတလောက်မရဘဲခက်ခဲနဲ့တာမှောင်ခိုဈေးကွက်ထဲပေးဝယ်နေရတယ်လို့သိရပါတယ်ဒီလိုအကြက်တဲတွေဖြစ်နေတာတော့အကြမ်းဖက်စစ်တပ်ဟာသူတို့ရက်သားအစိုးရပုံစံနဲ့တိုင်းပြည်မှာအေဂျင့်သားရနေသလိုအတူရောင်ပျော်ပွဲရှင်ပွဲတွေပါပြုလုပ်ကျင်းပခိုင်းနေပြီးပခုတ်ကူမြို့နယ်အတွင်းမှာပါအဲ့ဒီလိုပွဲတွေလာလှုပ်ဖို့ပြင်ဆင်နေတာကိုကြားသိနေရတယ်လို့Agri People's Defense Force ရုံးအဖွဲ့မှုကပြောပါတယ်အဲ့ဒီအတွက်ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်ဘာမှဖြစ်သလိုပုံစံနဲ့ပခုတ်ကူမြို့နယ်အတွင်းစစ်တပ်အလို့ကြအတူရောင်ပျော်ပွဲရှင်ပွဲလှုပ်ဆောင်မဲ့သူတွေကိုပါပြည်သူတချို့ရဲ့တိုင်တန်းချက်အရအဲ့ဒီလူပုဂ္ဂိုလ်တွေကိုဒေသခံ PDF တပ်တွေအနေနဲ့ထိရောက်ရေးယူမှာဖြစ်တယ်လို့ Agri People Defense Force အပါအဝင် PDF 6ဖွဲ့ကပူးတွဲထုတ်ပြန်ထားပါတယ်ခင်ဗျတစ်ဖက်မှာတော့စကိုင်းတိုင်းကဒဇယ်အချင်းတောင်မှာစေကူတာကွင်းပိတ်ပင်ခံရတဲ့နိုင်ငံရေးအကျဉ်းသူမတ်တတ်မှာဆိုသူဟာသွေးလေးပတ်နာယောဂနဲ့ကွယ်လွန်သွားရတယ်လို့နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ29ရက်နေ့ကပဲစကိုင်းတိုင်းဒဇယ်အချုပ်ထောင်မှာအကျန်းဖတ်စစ်တပ်ရဲ့မတရားဖမ်းဆီးတာကိုခံရတဲ့နိုင်ငံရေးအကျဉ်းသူမတ်တတ်မှာဟာအချုပ်ခန်းအတွင်းမှာပဲစေကူတာကွင်းမရမှုကြောင့်ကွယ်လွန်သွားခဲ့ရတယ်ဆိုပါတယ်ကွယ်လွန်သူမတ်တတ်မှာဟာရွှေဘိုခိုင်ထောက်ပို့တာဝန်ခံစရေးအရာရှိရန်ငိမ့်သူရဲ့ဇနီးဖြစ်ပြီးအကြမ်းဖက်စစ်တပ်ကသူ့ကိုရှာဖွေတဲ့အချိန်မမိလို့ဆိုပြီးဇနီးဖြစ်သူနဲ့တားဖြစ်သူကိုတစားကန်အဖြစ်ဖမ်းဆီးသွားတာဖြစ်တယ်လို့သိရပါတယ်။အဲဒီနောက်အကြမ်းဖက်စစ်တပ်ကမတ်တတ်မာကိုမတရားပုံမှန်တွေနဲ့ထောင်ဒဏ်20ချမှတ်ခဲ့ပြီးဒဇယ်အချုပ်ထောင်မှာ3နှစ်ကျော်ကြာပိတ်လောင်ထားခဲ့တယ်လို့သိရပါတယ်။အဲဒီမတ်တတ်မာဆိုသူဟာအချုပ်ထောင်အတွင်းသွေးလေးပတ်နာယောဂကိုပြင်းထန်ခံစားနေရပြီမဲ့အချုပ်ထောင်အာဏာပိုင်တွေကစေကူတာကွင်းမပေးဘဲလုံးဝညှင်းဆန်ခဲ့မှုကြောင့်အခုလိုတည်ဆုံသွားခဲ့ရတာဖြစ်တယ်လို့နိုင်ငံရေးကျင်းသားများကွန်ရက် PPNM ရဲ့တာဝန်ရှိသူကရှင်းပြထားပါတယ်အခုလိုစစ်တပ်ဘက်ကအကျဉ်းသားအခွင့်အရေးချိုးဖောက်မှုတွေစေကူတာကွင်းပိတ်ပင်မှုတွေနဲ့ဒဇာကန်အဖြစ်ဖမ်းဆီးမှုတွေကိုတရားမျှတမှုရရှိဖို့နဲ့နိုင်ငံရေးကျင်းသားတွေအသက်ဘေးကင်းလုံခြုံမှုအတွက်နိုင်ငံတကာအနေနဲ့အလေးထားစောင့်ကြည့်ပေးဖို့ကိုလည်းနိုင်ငံရေးကျင်းသားများကွန်ရက် PPNM ကတောင်းဆိုထားပါသေးတယ်ခင်ဗျအခုတခါနိုင်ငံတကာသတင်းတွေပတ်မှာတော့အရှိလေဘိုင်းကအီရန်စစ်ပွဲဟာတဖြည်းဖြည်းနဲ့ပုံမူပြင်းထန်လာနေတဲ့အပြင်အမေရိကန်ကအီရန်ကိုကျူးကျော်ဖို့ပြင်နေတယ်ဆိုပြီးအီရန်ဘက်ကဆွဆွဲလိုက်ပြီးတဲ့နောက်မှာပဲရေနံဈေးတွေကထပ်မံထိုးတက်လာပြန်ပါတယ်မတ်လ30ရက်နေ့ဖြစ်တဲ့ဒီကနေ့တနင်္လာနေ့မနက်မှာတဲ့ကမ္ဘာရေနံဈေးနှုန်းကတစ်စီကို$116အထိရောက်သွားပြီလို့သတင်းတွေမှာဖော်ပြထားပါတယ်။ဒါဟာမတ်လ29ရက်နေ့နောက်ပိုင်းအမြင့်ဆုံးဈေးဖြစ်ပါတယ်။အဓိကကတော့လက်ရှိအီရန်စစ်ပွဲမှာအမေရိကန်စစ်သားတွေအနေနဲ့မြေပြင်ကိုဆဲလာကြည့်မီဟုံတောက်အောင်လုပ်မယ်ဆိုပြီးအီရန်ဘက်ကပြင်းထန်ပြောလာမှုကြောင့်စစ်ပွဲအရှိန်ပြင်းထန်လာတော့မှကိုဈေးကွက်ကစိုးရင်ပြီးရေနံဈေးတွေတက်လာတာဖြစ်ပါတယ်။ဒါပြင်အီရန်ကြောထောက်နောက်ခံပေးထားတဲ့ဟူသီတွေကလည်းအစ္စရေးကိုဒုံးကျည်တွေနဲ့စတင်ပစ်ခတ်ခဲ့ပြီးစစ်ပွဲတွေပါဝင်လာသလိုအစ္စရေးကလည်းလက်ဘနွန်တောင်ပိုင်းကိုပါကျူးကျော်စစ်တိုးချဲ့လိုက်တာကြောင့်စစ်မီးကပိုပြီးတောက်လောင်လာပါတယ်။ဒီလိုမတည်ငြိမ်မှုတွေကြောင့်အာရှစတော့ဈေးကွက်မှာဂျပန်နဲ့ကိုရီးယားအညွှန်းကိန်းတွေဆို4%ကျော်လောက်ထိထိုးကျသွားပါတယ်။ကမ္ဘာစွမ်းအင်အကျက်တဲဟာလက်ရှိအချိန်မှာတကယ့်ကိုကြီးမားဖြစ်နေပြီးအီရန်ကလည်းဟိုမိုစ်ရေလက်ကြားကိုဆက်ပြီးပိတ်ထားတာကြောင့်ကမ္ဘာရေနံနဲ့တဘာဝဓာတ်ငွေ LNG ထောက်ပံ့မှု9ပုံတစ်ပုံလောက်ကပြတ်တောက်နေစေဖြစ်ပါတယ်။ဒါဟာဆယ်စုနှစ်ပေါင်းများစွာအတွင်းအကြီးမားဆုံးစွမ်းအင်အကျက်တဲဖြစ်တယ်လို့လည်းဆိုနေကြပါတယ်။ဒီလိုအီရန်စစ်ပွဲစဖြစ်ကတည်းကကမ္ဘာတစ်ဝန်းမှာလောင်စာဆီဈေးတွေဟာတဖြည်းဖြည်းတက်လာတာဖြစ်ပြီးနိုင်ငံတော်များများမှာလည်းစွမ်းအင်ချွေတာရေးအရေးပေါ်အစီအစဉ်တွေလုပ်နေရပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ဧပြီလ6ရက်နေ့နောက်ဆုံးထားပြီးအဲ့ဒီဟိုမိုစ်ရေလက်ကြားကိုပြန်မဖွင့်ပေးရင်အီရန်ရဲ့စွမ်းအင်စက်ရုံတွေကိုအကုန်ဖျက်ဆီးပစ်မယ်လို့တရားဝင်ချိန်ချောက်ထားပါတယ်။ကျွမ်းကျင်သူတွေပြောတာကတော့စစ်မဖြစ်ခင်ကအဲ့ဒီရေလက်ကြားမှာတနေ့ကိုတင်မော့အစီပေါင်း120လောက်ဖြတ်တန်းနေတာဖြစ်ပြီးအခုတော့တနေ့လုံးမှာတင်မော့အစီ20တောင်ဖြတ်တန်းလို့မရသလိုဒီတိုင်းသာဆက်ပြီးသွားနေရင်ရေနံဈေးကတစ်စီးကိုဒေါ်လာ120ကျော်တဲ့အထိဆက်တက်သွားနိုင်တယ်လို့လည်းသတိပေးထားကြပါတယ်ခင်ဗျာတဆက်ထဲမှာပဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်ရဲ့အဓိကရေနံတင်ပို့ရာခပ်ကျွန်းကိုအမေရိကန်တပ်တွေဝင်ရောက်သိမ်းပိုက်ဖို့စဉ်းစားနေတယ်လို့ Financial Times သတင်းစာနဲ့အင်တာဗျူးမှာအရေးအမွက်ပြောလိုက်ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြောတော့တာကအီရန်ရဲ့အဓိကရေနံတင်ပို့ရာခပ်ကျွန်းကိုအမေရိကန်ကသိမ်းရင်လည်းသိမ်းမယ်မသိမ်းရင်လည်းမသိမ်းဘူးအမေရိကန်ကသာရွေးချယ်စရာလမ်းတွေအများကြီးရှိတာဖြစ်တယ်လို့ပြောလိုက်တယ်လို့တကယ်လို့သိမ်းပစ်ခဲ့ရင်တော့အဲ့ဒီမှာခဏလောက်အခြေချနေဖို့လိုအပ်လိမ့်မယ်လို့ထရန့်ကတရားဝင်ထုတ်ဖော်ပြောဆိုသွားတာပါ
ဒါပြင်အီရန်အနေနဲ့ဒီစစ်ပွဲမှာကြီးမားတဲ့ခုခံမှုဆိုတာမျိုးမရှိတော့တာကြောင့်အမေရိကန်အနေနဲ့အဲ့ဒီကပ်ကျွန်းကိုအလွယ်တကူသိမ်းလို့ရနိုင်မယ်ဆိုပြီးပြောဆိုခဲ့ပါတယ်လက်ရှိအချိန်မှာတော့အမေရိကန်ကအဲ့ဒီကျွန်းပေါ်ကစစ်ရေးပစ်မှတ်တွေကိုလေကြောင်းကနေတိုက်ခိုက်ထားပြီးဖြစ်တယ်လို့အီရန်ကတော့အမေရိကန်စစ်သားတွေသာသူတို့မြေပေါ်ကိုခြေချလာရင်ပင်လယ်ကွေ့အာရပ်နိုင်ငံတွေကိုပါအီရန်ဘက်ကနေကျူးကျော်တိုက်ခိုက်မယ်လို့ချိန်ချောက်ထားပါသေးတယ်အီရန်လွှတ်တော်ဥက္ကဋ္ဌကာလီဘတ်ကတော့ဟိုမုတ်ရေလက်ကြားကနေရေနံတင်သင်္ဘောတွေဖြတ်တန်းသွားလာနိုင်အောင်ခွင့်ပြုပေးခဲ့သူဖြစ်တဲ့အကြောင်းအခုသင်္ဘောအစီး20ကအဲ့ဒီရေလက်ကြားအလဲကနေဖြတ်တန်းနေတာဟာကာလီဘတ်ကပေးတဲ့လက်ဆောင်လို့သမ္မတထရန့်ကနေပြောနေပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအခုလိုသင်္ဘောတွေဖြတ်ခွင့်ရနေတာကြောင့်အီရန်နဲ့ဆွေးနွေးပွဲတွေကအဆင်ပြေပြေဖြစ်နေတယ်လို့ဆိုနေပါတယ်အဲ့လိုတွေပြောဆိုနေမဲ့လေတစ်ဖက်မှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကပ်ကျွန်းကိုဝင်သိမ်းမယ်လို့ချိန်ချောက်နေတယ်လို့နောက်တစ်ဖက်မှာလည်းအခုလိုရေနံတင်သင်္ဘောတချို့ဖြတ်တန်းခွင့်ရအောင်အီရန်နဲ့ဆွေးနွေးမှုတွေလုပ်ပြီးညှိနှိုင်းနေတဲ့အနေအထားဖြစ်နိုင်တယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားကြပါတယ်ခင်ဗျာတစ်ဖက်မှာတော့အရှေ့လက်ပိုင်းကအီရန်စစ်ပွဲတဲ့ကြာရောက်နေတဲ့နိုင်ငံတွေနဲ့ကာကွယ်ရေးဆိုင်ရာဆက်ဆံရေးပိုကောင်းလာအောင်စ조사တဲ့ခီးစဉ်အဖြစ်ယူကရိန်းသမ္မတဇလန်စကီဟာဂျော်ဒန်နိုင်ငံကိုရောက်ရှိနေပါတယ်လက်ရှိအမေရိကန်အစ္စရေးနဲ့အီရန်နိုင်ငံကြားအပြန်အလှန်ပစ်ခတ်မှုတွေနဲ့ပြင်းထန်တဲ့စစ်ပွဲတွေဖြစ်နေတဲ့အချိန်မှာပဲသမ္မတဇလန်စကီကအရှေ့လက်ပိုင်းနိုင်ငံတွေစီကာကွယ်ရေးအကူအညီပေးဖို့ခီးထွက်လာတာဖြစ်ပါတယ်အဓိကသမ္မတဇလန်စကီအနေနဲ့ဂျော်ဒန်ကိုရောက်နေရတာဟာလုံခြုံရေးကိစ္စတွေအတွက်ရောက်နေတာသာဖြစ်ပြီးမိဖက်နိုင်ငံတွေအားလုံးဒီစစ်ပွဲမှာကာကွယ်ရေးအတွက်ဝိုင်းဝန်းစ조사ပေးဖို့အရေးကြီးတယ်လို့ဆိုပါတယ်တစ်ဖက်မှာလည်းယူကရိန်းရုရှားစစ်ပွဲက4နှစ်ကျော်လာတဲ့အတွက်ယူကရိန်းဘက်မှာဘတ်ဂျက်အခက်အခဲတွေရှိလာသလိုကိုပိုင်လက်နက်တွေထုတ်လုပ်ဖို့အတွက်လည်းအကူအညီတွေလိုနေတာကြောင့်ဒီလိုပင်လယ်ကွေ့နိုင်ငံတွေစီကနေအပြန်အလှန်အားပေးထောက်ပံ့မှုရဖို့လှုံ့ဆော်နေတာလည်းဖြစ်ပါတယ်တစ်ဖက်မှာလည်းယူကရိန်းကရုရှားရဲ့ရေနံချက်စက်ရုံတွေစိတ်ကမ်းတွေကို drone တွေနဲ့ပြန်လည်တိုက်ခိုက်နေတာတွေရှိပြီးမနေ့ကလည်းရုရှားရဲ့လူကာစိတ်ကမ်းကိုယူကရိန်းဘက်က drone နဲ့ထပ်မံတိုက်ခိုက်မှုကြောင့်မီးလောင်သွားပါသေးတယ်ယူကရိန်းသမ္မတဇလန်စကီဟာဂျော်ဒန်ကိုမလာခင်မှာကာတာဆော်ဒီအာရေဗျနဲ့ UAE တို့နဲ့လည်းကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ဖို့သဘောတူညီချက်တွေရခဲ့ပါတယ်အထူးသဖြင့်အီရန်ဘက်ကအိန္ဒိယနိုင်ငံတွေကို drone တွေနဲ့တိုက်ခိုက်နေမှုအတွက်ဘယ်လိုကာကွယ်ရမလဲဆိုတဲ့နည်းပညာတွေပေးဖို့ယူကရိန်းရဲ့နည်းပညာရှင်တွေကိုအဲ့ဒီ၃နိုင်ငံစလုံးကိုပို့ထားပြီးပြီလို့သိရပါတယ်အခုဂျော်ဒန်နိုင်ငံမှာလည်းယူကရိန်းအဖွဲ့တစ်ဖွဲ့ထပ်မံရောက်နေပြီလို့သတင်းတွေထွက်နေပါတယ်ယူကရိန်းကတော့ drone တွေကိုဈေးတက်တာနဲ့ပစ်ချနိုင်တဲ့နီးလန်းတွေလိုင်းဖြတ်တဲ့နီးတွေမှာတော်တော်လေးကိုကျွမ်းကျင်နေပြီဖြစ်ပါတယ်အခြေအနေကတော့ယူကရိန်းကအရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့လက်တွဲပြီးသူ့နိုင်ငံအတွက်ရောဒီဘက်က drone အနေနဲ့ကာကွယ်ရေးအတွက်ရောအပြန်အလှန်အပေးယူလုပ်နေတဲ့သဘောပဲဖြစ်ပါတယ်ခင်ဗျတစ်ဖက်မှာတော့ကမ္ဘာဖယ်ကျင်ခံမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ဟာအမေရိကန်နိုင်ငံအထိရောက်အောင်ပြစ်နိုင်တဲ့အဆိုင်ခဲလောင်စာ3ဒုံးကြီးအင်ဂျင်တစ်ကိုသူ့ဟာသူနိုင်ငံအတွင်းကနေစမ်းသပ်မှုတွေလုပ်ပြနေပြန်တယ်လို့ကျွမ်းကျင်တဲ့သူတွေကတော့ဒါဟာလေလုံးထွားနေတာသာဖြစ်တယ်လို့ပြောနေကြပါတယ်။ဒါကတော့အဲ့ဒီမြောက်ကိုရီးယားနိုင်ငံရဲ့နိုင်ငံပိုင်သတင်းဌာန KCNA ကနေထုတ်ပြန်လာမှုတဲ့ကင်ဂျုံအန်ဟာအမေရိကန်နိုင်ငံအထိရောက်အောင်ပြစ်နိုင်တဲ့အဆိုင်ခဲလောင်စာ3ဒုံးကြီးအင်ဂျင်တစ်စမ်းသပ်မှုကိုကြည့်ရှုခဲ့တယ်ဆိုပြီးဖော်ပြနေပြန်တာပါ။ဒါဟာသူတို့နိုင်ငံရဲ့စစ်ရေးစွမ်းရည်ကိုအဆင့်မြင့်ဆုံးအဆင့်ရောက်အောင်မြင့်တင်ပေးနိုင်တဲ့ခြေလှမ်းတစ်ခုဖြစ်တယ်ဆိုပြီးတော့လေကင်ဂျုံအန်ကဆိုနေပြန်ပါတယ်ဒီစမ်းသပ်မှုဟာအမေရိကန်နဲ့သူ့ရဲ့မဟာမိတ်တွေကိုပြစ်မှတ်ထားတဲ့နေရာမှာပုံမမျက်စံမီထောက်လန်းမှုခတ်တဲ့ဒုံးကြီးတွေပိုင်ဆိုင်ခြင်းနေတဲ့ကင်ဂျုံအန်ရဲ့ရည်မှန်းချက်ဖြစ်နေတာပါဒါပေမဲ့ကျွမ်းကျင်တဲ့သူအချို့ကတော့မြောက်ကိုရီးယားဘက်ကလေလုံးထွားနေတာလည်းဖြစ်နိုင်တယ်လို့သုံးသပ်နေကြပါတယ်မြောက်ကိုရီးယားဘက်ကသတင်းထုတ်ပြန်ချက်အရတော့ကင်ဂျုံအန်ဟာကာဗွန်ဖိုင်ဘာအသစ်ကိုသုံးထားတဲ့ဒုံးကြီးအင်ဂျင်ရဲ့မြေပြင်စမ်းသပ်မှုကိုကြီးခဲ့တာပါကင်ဂျုံအန်ကတော့ဒီစမ်းသပ်မှုဟာနိုင်ငံရဲ့မဟာဗျူဟာမြောက်စစ်အင်အားအတွက်အရန်အရေးကြီးတယ်ဆိုပြီးပြောနေပေမဲ့ဘယ်နေရာဘယ်အချိန်မှာစမ်းသပ်ခဲ့တယ်ဆိုတာကိုတော့အတိအကျထုတ်မပြောပါဘူးတကယ်တော့ဒီစီမန်ဂိမ်းဟာနည်းပညာပိုင်းမှာအခက်အခဲတွေရှိနေနိုင်တယ်လို့ရုရှားစီကအကူအညီယူပြီးပိုကောင်းတဲ့အင်ဂျင်ကိုထုတ်လုပ်နေတာလည်းဖြစ်နိုင်ပါတယ်လက်ရှိမှာမြောက်ကိုရီးယားကရုရှားယူကရိန်းစစ်ပွဲအတွက်စစ်သားတွေနဲ့လက်နက်တွေပေးနေတာကြောင့်နိုင်ငံကြားဆက်ဆံရေးကနှက်ဆိုင်တဲ့အခြေအနေရှိနေပါတယ်။ဒါပေမဲ့လက်ရှိကမ္ဘာဖယ်ကျင်ခံမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်အနေနဲ့အခုလိုအမေရိကန်အထိရောက်နိုင်တဲ့ဒုံးကျည်မျိုးစုံကိုစမ်းသပ်တယ်ဆိုပြီးပြောနေပေမဲ့ကျွမ်းကျင်သူအချို့ကတော့အဲ့ဒီနည်းပညာပိုင်းမှာအားနည်းချက်တွေကျန်နေသေးတယ်လို့ဆိုနေကြပါတယ်။တစ်ဖက်မှာတော့မကြာသေးခင်ကလှုပ်သွားတဲ့မြောက်ကိုရီးယားနိုင်ငံပါတီညီလာခံမှာကင်ဂျုံအန်ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ပြန်ဆွေးနွေးဖို့တကားဖွင့်ထားတယ်ဆိုပြီးပြောလာသလို
အဲ့လိုဆွေးနွေးမဲ့ဆိုရင်အမေရိကန်ဘက်ကနျူကလ িয়ার ဖျက်သိမ်းရေးတောင်းဆိုချက်ကိုအရင်ရုပ်သိမ်းပေးရမယ်ဆိုပြီးသူ့ဟာသူတယောက်တည်းတစ်ဖက်သက်ပြောနေတယ်လို့အမေရိကန်ဘက်ကတော့သူ့ရဲ့ပြောဆိုမှုကိုဘာတစ်ခုမှတုံ့ပြန်ချက်မပေးဘဲလစ်လျူရှုထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်ခစ်တစ်ကနေဒီကနေ့ညနေခင်းရရှိထားတဲ့ပြည်တွင်းသတင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ